ရာသီကຫນွေဗျကျုပ်တို့ကအညာຫນွေဆိုတော့နှုတ်ပူတာဗျယာတွေထဲမြန်သွားကြည့်လိုက်ရင်တန်လျက်တွေထနေလိုက်တာတကယ်ရေပြင်ကြီးကျနေတာပဲဗျာညဘက်ဆိုရင်ကျုပ်တို့ဘယ်မှာကောင်းကောင်းအိတ်နိုင်မှာတော့ဗျာခရီးတိုးလာရင်လည်းလေဘင်းအောက်မှာချွေးတွေရွှဲနေပြီးဟိုတိတ်ဒီလှိမ့်နေပဲမိုးလင်းရတာမနက်လင်းအားကြီးတစ်ချက်ကြတော့ပြန်အိပ်ပျော်သွားတတ်တယ်ဗျအခုလည်းလူကြီးတွေကအိပ်မပျော်ကြတော့အိပ်ရထဲမှာတလူးလူးတလှိမ့်လှိမ့်ဖြစ်နေကြတာတော့ပါဗျာဘသူအိမ်အခွေးကဒီလောက်နင်းအံဟော်နေတာတော့ဟဲ့ခွေးရှင်ကလည်းနည်းနည်းပါးပါးတော့မမောင်းဘူးလားဟဲ့ကျုပ်အမေကပူလို့အိုက်လို့အိပ်မပျော်ရတဲ့အထက်ခွေးဦးစံကြီးကကြားနေရတော့စိတ်တူတယ်ထင်ပါရဲ့တာတီတယောက်ကတော့အိပ်ပါတော့ခွေးဦးလည်းမကြားကြောင်ဦးလည်းမကြားတော့ကဲငွေစင်ခွေးဦးတာကိုငါသားတာတီကဘာတော့လောက်ရမှာတော့ရွာထဲမှာအဲ့ဒီခွေးကိုလိုက်ချပြီးတက်ရမှာလားကိုကကိုအိုက်လို့အိပ်မရတာများအမေကျုံနိုးနေရတယ်ဗျကျုပ်လည်းနားထောင်နေတာပါခွေးဥတန်ကတမျိုးကြီးတော့တမျိုးကြီးပဲဗျအေးအဲ့ဒါကိုပြောချင်တာပေါ့ငါစိတ်ထဲမှာဒီအတန်ကြီးကြားနေရတာတမျိုးဖြစ်နေလို့ဟဲ့ဟောဥပြန်ပြီဘလို့အတန်ကြီးမှန်းကိုမသိတာပါဟဲ့ရွာထဲကလူတွေလည်းဒီအတန်ကိုကြားမှာပေါ့ဗျာကိုလိုပဲသူများတွေအိတ်လို့ရကြမှာမဟုတ်ဘူးရွာထဲကခွေးတွေဝိုင်းကြိုက်နေကြပြီထင်တယ်ဗျခွေးကြိုက်တဲ့အတန်တွေကြားနေရတယ်ဟောခွေးတစ်ကောင်တော့တော်တော်နာသွားတယ်ထင်တယ်ဟောခွေးဟောင်းတန်တွေချက်ချင်းတိတ်သွားတယ်ဗျတကောင်တလေဟောင်းတန်တော်မကြောက်ဘူးဟာစောစောကခွေးကြီးဥတန်ထွက်လာပြန်ပြီမျိုးကျုံလဲနားဆွေနေရင်နောက်ဆုံးတော့အိပ်ပျော်သွားတာပါပဲဗျာကိုကြီးတန်နေကျုပ်တို့သားမိသားဖတွေအိပ်ပျော်နေကြတာဗျမိုးလင်းနေတာတော့မသိကြဘူးဗျဟဲ့တာတီနင်းကိုလားခေါ်နေတာဘသူတော့ထပြီးကြည်အောင်လေကျုပ်လဲအမေပြောတာနဲ့မထကျင်ထပြီးအိမ်ရှိကိုလှမ်းကြည့်လိုက်တယ်ကြောက်ခဲပါအမေကစောစောစီးပါလားနင်းကိုဘာလာပြောတာတော့မှမသိတာခေါ်လိုက်လေတာတီခေါ်မှာပေါ့အမေရဲ့ကြောက်ခဲဒါကဝင်ခဲ့လေကြောက်ခဲကလည်းညကတော်တော်အိုက်မဲ့ပုံပဲဗျစွတ်ကြက်ကြိုင်းမြက်လေးဝတ်လို့ဝိုင်းထဲကိုခက်တုတ်ကြောဝင်လာတယ်နားထိုင်ကြောက်ခဲငါတို့တော့ညကအိတ်မပြောတာနဲ့အခုမှပဲအိတ်ရထနိုင်တော့တယ်ဒါဆိုရင်ညကခွေးဥတန်ကြီးကိုကြီးတာတွေကြားမှာပေါ့ဟာကြားတာပေါ့ကြောက်ခဲရဲ့အဲ့ဒီကိစ္စရွာထဲမှာတော့ကျွတ်စီဖြစ်နေပြီမျိုးဟင်းခွေးဥတာဘာဖြစ်လို့တော့ကြောက်ခဲရဲ့ညကဥတဲ့ခွေးကြီးကကျုပ်တို့ရွာကခွေးမဟုတ်ဘူးတဲ့ဗျခွေးနဲ့ကြီးအကြီးပဲတဲ့ဗျဘယ်ကရောက်လာမှန်းမသိတဲ့ခွေးမှန်းမသိဘူးတဲ့ပထမတော့ရွာထဲကခွေးတွေကလန့်ပြီးမကတ်ရဲကြဘူးတဲ့ဗျနောက်တော့ရွာထဲကခွေးတွေဝိုင်းပြီးကြိုက်ကြတာတဲ့ဗျဒီကောင်ကြီးပြန်ကြိုက်တာကျုပ်တို့ရွာကခွေး၃ကောင်သေးပြီးကြံနေခဲ့တယ်တဲ့ကိုကြီးတာတီဟေးဟုတ်လားကြောက်ခဲစမ်းတော့စမ်းနေတာပဲကွာနေအောင်ကိုကြီးတာတီစမ်းတာကိုကြုံပြောအောင်ပါဟေးစမ်းတာဘာဖြစ်လို့လဲညကခွေးနဲ့ကြီးဦးပြီးလူတွေကအဲ့ဒီခွေးတန်ကြီးကိုအာယုံရပြီးပြောနေတော့ကို့အိမ်ထဲမှာဘာဖြစ်သွားလဲမသိကြဘူးအခုမနေ့ကျမှသိကြရတာဗျဟေးဘာဖြစ်လို့တော့ကြောက်ခဲရညကချက်ထားတဲ့ဟင်းတွေထမင်းချမ်းကြံတာတွေဘာမှမရှိတော့ပဲအိုးတွေဒီအတိုင်းဟောင်းလောင်းဖြစ်နေတာလေဗျာဘလို့ကွအိမ်ဒီမှာကြံတဲ့ထမင်းကြံတာတွေစားသွားတယ်ပြောတာလားဟုတ်ပါဗျာကျုပ်တို့အိမ်မှာလည်းစားသွားတယ်ဗျကျုပ်အမေမနေ့ကချက်ထားတဲ့ဝါသားဟင်းအိုးကြီးကဘာမှမကြံတော့ဘူးဗျထမင်းအိုးတွေကထမင်းကြံတာတွေလည်းကုန်ရောဗျဟဲ့ငွေစိန်နေမိဖို့ကြောင့်လဲတွားကြည့်လိုက်ပါဦးဟာကြောက်ခဲပြောတာကြားတယ်မှတ်လားအမေကမိဖို့ကြောင့်လဲဝင်ပြီးအိုးတွေလှန်တော့ကြည့်တယ်ဗျကျုံမိဖို့ကြောင့်တော့ဘာမှမပြောက်ဘူးကိုညံရဲ့ထမင်းညံဟင်းညံတွေဒီအတိုင်းပဲရှိတယ်တော့ဒါဆိုဒီဘက်တွေမဖြစ်လို့ပဲဗျညကခွေးနဲ့ကြီးဦးရဲဘက်မှာဖြစ်တာထင်တယ်တော်တော်ထူးဆန်းတာပဲကြောက်ခဲရငါဖြင့်ဒါမျိုးကိုတခါမှမကြားဘူးငကားစေးပေါ်လိတ်ကလေးဖွာရင်ကျုပ်တွေးတယ်ဒါပေမဲ့အဖြေတော့မရဘူးဗျဒီညစောင့်ကြည့်တာပေါ့ကွာဘာတော့ဆိုတာအဖြေပေါ်မှာပါညရောက်တော့ကင်းတဲတွေတွဲပြီးကင်းဆောင်ကြတာပေါ့ဗျာကြောက်ခဲကတော့ကျုပ်စီရောက်နေတာဗျဒီရက်ထဲမှာတန်မဏိကမရှိဘူးမြို့ရောက်နေတာကျုပ်ကမြကွင်းစေးကွင်းထားပြီးသားဗျညတကောင်သာနီးလာပြီခုထိတော့ဘာတန်းမှမကြားသေးဘူးကျုံနဲ့ကြောက်ခဲကဝိုင်းထဲမှာထိုင်ပြီးတော့စကားပြောနေကြတာဟာခွေးနဲ့ကြီးဦးပြီပြောကိုကြီးတက်လေအေးကွာဒါရွာထဲသွားကြမယ်ဒါမြောက်ပိုင်းကဦးတဲ့အတန်ပဲကွာကျုံနဲ့ကြောက်ခဲရွာမြောက်ပိုင်းဘက်ကိုရောက်လာကြတယ်ကင်းတဲတွေကကင်းဆောင်တဲ့သူတွေကလည်းဓမီတွေနဲ့ဟိုထိုးဒီထိုးလုံနေကြတာပေါ့ဗျာဟာဟိုမှာကွခွေးနဲ့ကြီးဦးနေတာဟင်းဗမာတော့ဟာဟုတ်သားပဲနဲတဲ့ခွေးကြီးမှမဟုတ်တာအေးရှေ့မတိုးနဲ့တော့ဒီမကြီးဝင်ကြီးအပေါ်တက်တော့ကြောက်ခဲမင်းနဲ့ငါနဲ့ဒီအပင်ပေါ်ကနေကြည့်နေကြမယ်ကျုပ်တို့နှစ်ယောက်မကြီးဝင်ကြီးပေါ်တက်ကြည့်နေလိုက်တယ်ခွေးနဲ့ကြီးကအတန်ရှည်ရှည်ကြီးဆွဲပြီးဥပြန်ပြီးပြို့ရွာလမ်းပေါ်မှာလာရောက်မိမ့်မိန်လေးကလည်းလင်းနေတာဗျခံဝါဝါလေးတော့မြင်နေရတယ်ခွေးနဲ့ကြီးကဇက်တိုက်ကိုဦးနေတာပြို့ဟာဘာတော့ကိုကြီးတာတီဗာမြင်လို့တော့ငင်းလေးကြောက်ခဲငင်းလေး
ဒါကြောင့်ဝါဝါလေးအောက်မှာရိတ်ခနဲ့ပြေးနေတာဗျဒါဘာကောင်တွေးနေလဲကြောင်တွေလားပြေးတာတော့ကြောင်ပြေးသလိုပြေးတာဗျလှစ်ခနဲ့နေတာပဲဗျအရွက်ကလည်းကြောင်တော့ပဲရှိတာကျုံမကြီးပင်ဘောကနေတေးသေးချာချာကြည့်နေတယ်ဟာမှင်စာတွေပဲကွာကြောက်ခဲရဟုတ်လားများလားကိုကြီးတတ်တယ်အများကြီးပဲကွာဘယ်နှကောင်မှမသိတော့ဘူးကွာကြောက်ခဲရဒီကောင်တွေဘာလို့ဖို့ရောက်လာတာတော့ကိုကြီးတတ်တယ်ရဟက်ကောင်ရအိမ်ထဲဝင်ပြီးစားတောက်ပြဖို့ဘောကွာဟောအိမ်ထဲကိုပြေးဝင်သွားကြပြီဟေးကျုံနဲ့ကြောက်ခဲဆက်ပြီးစောင့်ကြည့်နေလိုက်တယ်ခွေးနှစ်ကြီးတကောင်ကတော့အဆက်မပြတ်ကိုဦးနေတာပဲဗျမှင်စာတွေကတော့အိမ်ထဲကိုဝင်သွားကြပြီဟောခွေးဦးတော်ကြီးကတမျိုးပြောင်းသွားပြီဗျမှင်စာတွေအိမ်ထဲဝင်သွားတာနိုင်ဝက်လောက်ရှိသွားပြီဟောထွက်လာကြပြီဗျလှစ်ခနဲ့ပြေးထွက်သွားကြပြီဗျဟောခွေးနှစ်ကြီးလည်းရွာစီရိုးဘက်ကိုပြေးထွက်သွားပြီဗျနောက်နေ့ရောက်တော့ကျုပ်လည်းတနေ့လုံးစီစဉ်နေရတော့တာပေါ့ဗျာအိမ်လုံးမှာတရေကွားနဲ့နောက်စလုံးတော့ရှိကြတာပဲဗျာစီစဉ်ရတာတော့လွယ်ပါတယ်တန်မုံတီးဖို့လည်းစီစဉ်ထားရတယ်ကျုပ်ကတော့တင်ဝင်အပ်မှာကြက်တောင်တက်ပြီးမြားလုတ်ထားတယ်ပြီးတော့မှုတ်ပြောင်းကိုမုတ်ဆိုးကိုတောင်လုံးစီကိုငှားပြီးမြားမုံနီးတဲ့တေးသေးချာချာတင်လိုက်တယ်ဒီညတော့ကျုပ်တို့ရွာထဲကအိမ်တိုင်းမှာလိုးကြနေကြတာပေါ့ဗျာကင်းတဲတွေမှာကင်းဆောင်တဲ့သူတွေအားလုံးကလည်းလေးခွားနဲ့လောက်စလုံးအိတ်တွေနဲ့ဗျာဒီညတော့အပီးရှင်းရမယ်ညဆိုတော့ဒီလိုတရွာလုံးမပါလို့မဖြစ်ဘူးဗျကြောက်ခဲကဝီစီတစ်လုံးကင်ထားတယ်ကြောက်ခဲရဲ့ဝီစီမှုတ်တံကိုတရွာလုံးကနားဆွင့်နေရမှာလေဒီပွဲမှာယောက်ျားရောမိန်းမရောအကုန်ပါရမှာလေကျုံညာကမြင်ရတဲ့အနေအထားကိုအားလုံးကိုပြောပြထားပြီးသားဆိုတော့သူတို့လုံးမဲ့ကိစ္စကိုသူတို့သိပြီးသားဗျည10နာရီထိုးတော့အမေကကျုံနဲ့ကြောက်ခဲကိုရင်နှွေးချမ်းနဲ့လက်ဖက်တော့လာချပေးသွားတယ်ကျုပ်တို့နှစ်ယောက်လက်ဖက်ရည်ချမ်းတောက်ရင်စကားပြောနေကြတာပေါ့ဗျာကျုပ်ကတော့ငကားဆေးပေါ်လိုက်ဖွာနေတာပေါ့ဗျာမြကွင်းစည်းကတော့အစောကြီးကတည်းကကျုပ်ကွင်းပြီးသားဗျကျုပ်ကတင်ဝင်အပ်ကိုလှုပ်ထားတဲ့မြားကိုမှုတ်ပြောင်းထဲမှာအစင်းစင်းထည့်ထားပြီးသားဗျကျုပ်ကပြောင်းမှုတ်တာကိုတိတ်ပြီးဒုံမဝေးဘူးကိုတောင်လုံးနဲ့တောထဲကိုတခါတလေတိုက်သွားဘူးတော့ကိုတောင်လုံးပြောင်းမှုတ်တာကိုမြင်ဘူးတယ်လေဗျညတကောင်ကြော်ပြီးဗျဟောခွေးနဲ့ကြီးဦးပြီးဗျဒီတခါဦးတာရွာအနောက်ပိုင်းအားဗျကျုံနဲ့ကြောက်ခဲရွာနောက်ပိုင်းကိုခတ်တုတ်တုတ်ထွက်လာကြတယ်ခေါင်းကြီးအပေါ်မော့ပြီးဦးနေတဲ့ခွေးနဲ့ကြီးကိုတွေ့ရတယ်ဗျဒီကောင်ကြီးကနားကိုကြည့်ပြီးဦးနေတာဗျကျုပ်ကခွေးနဲ့ကြီးနဲ့အနီးကပ်နိုင်သမျှကပ်ပြီးရှားပြူပင်ကြီးအောက်မှာကပ်နေလိုက်တယ်ဟောခွေးနဲ့ကြီးကတော့အဆက်မပြတ်ကိုဦးနေပြီဗျကျုပ်ရွာလန်းကိုတေချာကြည့်နေတယ်ဟောလာပြီမှေစာအုပ်ကြီးမဲနဲ့ရွာထဲကိုဝင်လာကြပြီခေါင်းကြီးမော့ပြီးဦးနေတဲ့ခွေးနဲ့ကြီးကိုကျုပ်မှုတ်ပြောင်းနဲ့ချိန်လိုက်တယ်ကိုတောင်လုံးတင်ပေးတဲ့အတိုင်းအသက်ကိုဝအောင်ရှူလိုက်တယ်ပြီးတော့အသက်ကိုအောက်ပြီးမှုတ်ထုတ်လိုက်တယ်မြားကတန်းကနေထွက်သွားတယ်ထိတယ်ဗျခွေးနဲ့ကြီးရဲ့နားထဲကိုတဲ့ကိုဝင်သွားတာဗျဟောခွေးနဲ့ကြီးအော်ပြီးတော့ရွာအနောက်ဘက်စီးရိုးကိုတန်းပြေးပြီဗျကြောက်ခဲမှုတ်တော့ကြောက်ခဲရဲ့အဆက်မပြတ်မှုတ်တဲ့ဝီစီတန်ကတရွာလုံးကိုလွှမ်းမိုးသွားပြီဗျကျုပ်ကမှုတ်ပြောင်းကိုယူပြီးတန်းကနေရက်သွားတဲ့မိသားအုပ်ကြီးဘက်ကိုတည်လိုက်တယ်ဝိုင်းထဲကနေအချိုပြေးထွက်လာတဲ့လူတွေကိုကျုပ်ကတညှိုးထိုးပြလိုက်တယ်အဲ့ဒီတဲကိုပြစ်ကြဖို့ဗျအဲ့ဒီမှာမိသားတစ်စေတွေရက်နေတယ်ကျုပ်ပြောလိုက်တာနဲ့တပြိုင်နက်လမ်းမကြီးတက်ကိုဝိုင်းပြီးပြစ်ကြတော့တာဗျကြောက်ခဲဒုတိယဝီစီမှုတ်တော့ကြောက်ခဲကဒုတိယအကြိမ်ဝီစီမှုတ်တော့ဝိုင်းထဲကနေတန်ပုံးတွေဝိုင်းတီးကြတာဗျပြေးပြီဗျမှင်စာတွေပြေးပြီဗျလာလန်းအတိုင်းနောက်လက်ကိုပြေးကြတာဗျလေးကွာအဖွဲကလည်းမနာတန်းအပြစ်တန်ပုံးအဖွဲကလည်းမနာတန်းတီးဆိုတော့တရွာလုံးကိုစူနေတော့တာပေါ့ဗျာတချို့ကလည်းလေးကွာသမားတွေနောက်မှာတန်ပုံးတီးပြီးတိုက်လာတာဗျပါဇက်ကလည်းစူညံအော်ဟစ်ပြီးမောင်းထုတ်တာဆိုတော့မိန်စာမပြောနဲ့ကျုပ်တော်တစ်ချက်လန့်သွားတယ်ဗျာကျုပ်တို့လည်းရွာပြင်ရောက်တဲ့အထိကိုလိုက်ကြတာဗျာမိန်စာတွေအုပ်လိုက်ကြီးပြေးလိုက်ကြတာမှတန်းနေတာပဲဟောခွေးနဲ့ကြီးကရွာပြင်ကကြိုဆောက်နေတာဗျရွာပြင်ဘက်ကရာတဲကနေဦးနေတာဗျဟောမိန်စာတွေစွတ်ပြေးပြီဗျခွေးကြီးဦးတဲ့ဘက်ကိုတန်းပြေးကြတာဗျကြောက်ခဲကိုကျုပ်ကတတိယဝီစီစက်မှုတ်ခိုင်းလိုက်တယ်အားလုံးရလိုက်ကြရောဗျဒါတွေကကျုပ်နှေခင်းကလေးကစီစဉ်ထားတာလေဗျရွာထဲကနေအောင်မြင်နဲ့မောင်းထုတ်လိုက်နိုင်ပြီပေါ့ဗျာနောက်ညတွေမှာကျုပ်တို့ဆက်ပြီးစောင့်ကြည့်သေးတယ်ဗျဒါပေမဲ့ခွေးနဲ့ကြီးရောမိသားတွေရောမလာတော့ပါဘူးဗျာ